မြို့ကြီးအမြင့်တိဖို့ကောင်းတယ်ဆိုတဲ့ချင်းလေးရဲ့ intro နဲ့ဆိုလိုဒီမျိုးကျွန်တော်ဒီနေ့မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ပြီးပြီပါเนาะမြို့ကြီးရဲ့မြင့်တိဖို့ကောင်းတယ်ဆိုတဲ့ချင်းလေးရဲ့ဆိုလိုနဲ့ intro ဒီနေ့ကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်သူ intro ကဘယ်လိုလာလဲဆိုတော့အဲ့ဒါလေးပေါ့နော်ဆိုတော့ intro ရင်ဟို tutorial လုပ်ပေးမှာပေါ့နော်ပြီးရင်ဆိုလိုသွားမယ်เนาะintro မှာကြားဘယ်လိုလာလဲဆိုတော့ဒီ code ကန်ဒီလိုမျိုးဒီမှာဒီ code ပဲเนาะဒီမှာလည်းဒီ code ပဲဒါဒီပဲဒီမှာလည်းဒီပဲအဲ့လိုဒီလိုမျိုးကိုဒီ code ကန်ပြီးတော့ဒီဖက်ထိရွှေ့လိုက်ပေါ့နော်ဒီ15ကိုထိပေါ့နော်15ထိရွှေ့လိုက်ပြီးရင်ရဲလို့ဒီပြီးရင် break လေးလို့ပြီးပေါ့နော်ပြီးရနဲ့เนาะလို့လေဒါ a code ပေါ့နော်a code ဒီ a code ကိုပြောချင်တာဖြစ်တယ်เนาะတော့ဘယ်လိုကံလဲဆိုတော့ဟင်းကျုပ်တစ်ကျုပ်ရဲ့12ကွဲပြီးရင်ဟင်းကျုပ်ရဲ့14ကွဲပြီးရင်3ကျုပ်ရဲ့14ကွဲเนาะဆိုဘယ်လိုလာမလဲเนาะရမယ်เนาะကံပုံကံနဲ့ဒီချာရှိပေါ့เนาะပြီးရင်ခုနလိုဒီကိုပြန်ကံမယ်ပြီးရင်ဒီ10ကွဲဒီကံမယ်เนาะဒီကိုပုံစံနဲ့10ကွဲကံမယ်ဆိုတော့ရမနော်ပြီးခုနကန်တယ်လို့ပဲဒီမှာပြန်ကန်မယ်တိကျိုးရဲ့ဒီခုနကွဲပြီးရင်ဟင်းကျိုးရဲ့ကိုကွဲပြီးရင်တုံးကျိုးရဲ့ကိုကွဲပေါ့နော်ပြီးရင်ဟိုဖက်တော့ရှိမယ်ခုနကွဲတော့ရှိမယ်ခုနကွဲတော့ရှိမယ်ပြီးရင်ကိုကွဲပြန်ရှိမယ်ဆိုတော့ဘယ်လိုလာမလဲဖြည်းဖြည်းချင်းတိကြည့်မယ်နော်ဖြည်းဖြည်းချင်းတိချလိုက်ကြည့်ပေးပါရမနော်ပြီးရနဲ့ခုနလိုပြန်ကန်မယ်ဒါ a ကော့နော်နှစ်ချက်ကြည့်ပါဦးနော်ဆိုလို့လာမှာနော်ရမနော်ဖြည်းဖြည်းချင်းစားကနေပြန်ကြည့်ကြည့်မယ်လိုက်ကြည့်ကြည့်ပါဖြည်းဖြည်းချင်းနဲ့ကြည့်ကြည့်မယ်စားကနေ1 2 3 4နော်အထီးရမနော်ဟိုအမှန်တကယ်ရှာဒီသူ့ရဲ့ melody နိုးအားရှာဒီအဲ့ဒါတိကျနော်ဒါပေမဲ့သူကဒီလိုမျိုးဆက်ချရနော် harmony လို့ထည့်ပေးအောင်နော် harmony လို့တောင်းရမှာနော်အဲ့ဒါလေးကိုကျွန်တော်ထည့်ပေးရရှင်ဖြစ်ပါတယ်ဆိုတော့အထီးရမနော်ပြန်နဲ့စားကလိုပဲပြန်လာမယ်နော်အထီးပြန်လာမယ်အမနခါလို့ပထမတစ်ခါမှာလုပ်ပြော break လုပ်လိုက်မယ်ကြည့်ရနဲ့လက်ကိုဟိုအသားလေးပဲဖိထပ်ပေးမှာပေါ့နော်အတန်မထွက်အောင်နော်လို့လေ strop အဲ့လိုလေရမယ်နော်ဆိုတော့စကနေပြန်ကြည့်ကြည့်မယ်ဖြည်းဖြည်းချင်းဆုံးချလို့နော်ဒါ intro ပြီးပြီလေနော်ပြန်တဲ့လာပြီနော်ဆိုတော့အစားကနေဖြည်းဖြည်းချင်းပြန်ကြည့်ကြည့်မယ် intro ကနေပေါ့နော်ဆိုတော့ intro ရလို့ကျွန်တော်မျှော်လင့်ပါတယ် intro ကတော့ဆင်ပြေပါကြမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ဆိုလိုသွားမယ် sorry ပါနော်ကျွန်တော်ဘလော့ချမ်းမရေးမကောင်းလို့ပေါ့နော်ဆိုတော့ကျွန်တော်ရှိရှုသူတွေကိုကျွန်တော်စောင့်နေနေကြသူတို့ကျွန်တော်လုပ်ပြချင်းဖြစ်ပါတယ်ခုကြကျွန်တော်ဟိုတိတ်ပြီးတော့ချမ်းမရေးမကောင်းဘူးပေါ့နော်ကျွန်တော်နေမကောင်းဖြစ်တယ်ပြီးအဲ့ဒါကျွန်တော်ချောင်းရပါရဆိုတော့နော်ဆိုတော့ဆိုလိုမှာဆိုတော့နော်ဒီနှစ်ကျော်ခုနှစ်ခွက်ကနေကိုတီးမယ် pull off နော်sorry ကိုကမဟုတ်ခုနှစ်ခွက်ကနေ6ခွက်ကို9ခွက်ကိုတီးမယ်နော်လေပြီးရင်3ကျိုးရဲ့6ခွက်နော်ပြီးရင်ဒီ2ကျိုးရဲ့9ခွက်ပြန်တီးမယ်ပြီးရင်လို့ပြန်လာမယ်ပြီးရနဲ့နောက်ထပ်ပြန်တီးမယ်ရမယ်နော် okay ရမယ်နော် short ပြန်တီးကြည့်မယ်လို့လေနော်ဟမလာနုံပြီးလို့လိုက်မယ်နော်ပစ်ညက်တင်ကြည့်လိုက်မှာနော်ရမနော်ပြရနဲ့ဒီမှာတော့ဆွဲမယ်3ကျိုးနဲ့4ခွက်ကနေ6ခွက်ဆော့တော့ဆွဲမယ်ပြီးရင်ပြန်လာမယ်ပြီးရင်တစ်ခွက်တီးမယ်ပြီးရင်ဟင်းကျိုးရဲ့3ခွက်ကနေ9ခွက်ဆွဲမယ်ပြီးရင်
东周一七轨喏，你我说，咪瑞的小咪喏，咪瑞的小咪喏，听俺们说的第几遍是喽？来第七吧，第七吧。La sol mi sol la sol mi do do two four နော်ဒီရမနော်ပြရနဲ့အဲမှာလာပြီနော် skate နေခုပြအောင်နော်မှာလေးကျွဲ sorry လိုလေးကြည့်ရအောင်နော်လေးကျွဲရဲ့ဒီကုတ်ကွက်ကနေဆက်ကွက်ဆက်တော့ဆက်မယ်နော်ပြီး6ကွက်3ကျွဲရဲ့ကုတ်ကွက်ကြည့်မယ်နော်လိုလေးre mi sol la do sol la do se me pi ton joy ko ko ne set ko pi hin joy se ko pi ton joy ko ko te ti me so lo la mo no a ko le ti cha shi pi bo no pi ya ne lo la me set ne ko hin joy set ne ko ka ni set le ko se la do se me pi yin pian la me pi hin joy ye di nga ko te sorry se ko te ti me 이거 봐, 너. 이렇게 하나 맞춰. 된지지매. 한번 해서 사간이 된지지매 수로 너. 1, 2, 3, 4. 1, 2, 3. 너. 한번 너 삐안해. 마. 이쪽에 뒤에 쿠나로 왜?အေးနို့ပဲဒါပေမဲ့ तू ကဒီမှာပို့ပြီးဟိုက်နို့ဖြစ်သွားပြီပေါ့နော်ဒီမှာပို့နေတာပေါ့နော်တီချိုရဲ့73ကိုတီးမယ် sorry 74ကိုတီးမယ်ပြီးရင်72ကွက်တီချိုပေါ့နော်ပြီးရင်ဟင်းချိုရဲ့74ကိုတီးမယ်ပြီးရင်ဟင်းချိုတီချိုရဲ့72ကွက်နော်ပြီးရင်ညာဟင်းချို sorry တီချိုရဲ့ဒီ74ကွက်ပေါ့နော်တီးမယ်အချီတော့တီးမှာပေါ့နော်ဒီတီချိုရဲ့ဆက်ဒီချီပါနော်ဒီ7နင်း73 74 75 16 17ကွက်ချီပါနော်ပြရနဲ့ပြန်ကြည့်မယ်ဒီမှာဒီချာလေးကြည့်ပြပါနော်ဘယ်အကွက်မှာကြည့်လဲဆိုတော့ကိုဒီချာလေးကြည့်ပြပါနော်ကျွန်တော်ဖြည်းဖြည်းလေးကြည့်ပေးမယ်အဲ့မှာ bending နော် bending technique ကိုတုံးမယ်ကျိုးတွန်းပြီးတော့ဒီအတန်ထုတ်ဒီအတန်ကိုထွက်အောင်ကြည့်မယ်ဒီ note ထွက်အောင်ကြည့်မှာပေါ့နော်ဆိုတော့ပြရနဲ့ sorry မစနော်ခုနလိုပဲစလာတော့ဆက်မယ်ပြရနဲ့ဒီမှာတုံးချိုမကြည့်အောင်နဲ့တုံးချိုကြော်ပြီးဟိကွတ်ကြည့်မယ်ဟိချိုဆက်ကိုကြည့်မယ်ပြီးရင်တုံးချိုရဲ့ကိုကွတ်ကြည့်မယ်ပြီးရင်ခုနလိုပဲဆက်လက်ဟိုဘယ်လေးတုံးရနေမှာနော်ဘယ်လေးခုနလိုပြန်တုံးမယ်ဒီအတန်ထောင်းကျွန်တော်ပြန်ကြည့်မယ်ခါနှစ်ချက်ပေါ့နော်ပြီးရင်ဒီကျိုးရဲ့ဒီစကွက်ကနေကိုကိုဆက်လက်တော့ဆက်မယ်ပြီးရင်ဒီကျိုးရဲ့စကွက်ပေါ့နော် sorryရမနော်ပြရနဲ့လူဒီတုံးချိုးကိုကကနေဆက်တကွကိုတီးမယ် hammer on ပြီးရင်ကိုကို pick up တီးမယ်နော်ပြီးရင် slash ဆွဲမယ်ဒီလေးချိုးရဲ့ဆက်တကွကနေကိုကို slash ဆွဲမယ်ပြီးရင်လေးချိုးရဲ့ခုနှစ်ကွမှာတီးမယ်နော်ဆိုတော့ပြန်တီးရှိမယ်နော်ချိုးလေးကို sorry solo လေးကိုsorry okay အလုံးအစင်ပေးကြမယ်လို့ပြောတာနော်ဆိုတော့ချိုးလို့တစ်ချက်ပြန်ကြည့်ကြည့်မယ်ရမယ်နော်အလုံးအ
လည်းစီပေးကြပါစေကျွန်တော်ရှင်လေးကို like subscribe လုပ်ပြီးကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးလည်းစီပေးကြပါစေကျွန်တော်ချက်မဲ့တက်တာဖို့လဲဟိုဆွတောင်းဝင်ပေးကြအောင်ကျွန်တော်ဒီကနေ့တောင်းဆိုချင်ပါတယ်အားလုံးလည်းစီပေးကြပါစေ